စုဘာတွေလှုပ်ရှုပ်နေရတော့မြကျွန်တော်ခေါ်နေရလဲမကြောက် အလုံးဆိုင်ရင်ရောက်ပြီလေဟာမြင်းစီမြင်းနစ်တွေကလည်းခန်းလာတော့ထွက်ကလည်းမကောင်းဘူးထွက်လာတော့လေဥကတီးတော့စိတ်ပြတ်လို့ပါအေးအဲ့ဒါစိတ်တင်ဆိုင်တင်စဉ်းစားနေတာဒါနဲ့မောင်လေးရောအလဲပြန်လာလား အလဲမဟုတ်ပါဘူးမရဲ့ကျွန်တော်တို့ကဒီဘက်မှာကြာလို့ကျွန်တော်အခုနေနေမှာလားမရဲ့ ဟုတ်လားဘာကြီးလုပ်နေရတော့မောင်လေးက ကျွန်တော်အခုမျိုးစားကောင်ကလုပ်နေရလေ ဟဲ့ဟုတ်လားဘာမျိုးစားတော့ ဇာမနီကောင်ကတက်မြေရောစားလေ အေးကြားမှုတယ်ဇာမနီကို ဟုတ်တယ်မရဲ့အဲကြောင့်အမအခုကြုံတွေ့နေရတဲ့ဒီချင်တာတွေပြင်ဖို့နဲ့ထွန်းလုံးတိုးဖို့အတွက်ကျွန်တော်ကုမ္ပဏီကထုတ်တဲ့ပစ္စည်းတွေတော့အမအစင်ပြေပြီးသားမှတ်ဗျာအမ အေးအဲ့ဆိုအကြံလေးပါလေးပေးစမ်းမအောင် ဒါအမကျွန်တော်တေချာရှင်းပြမယ်ဗျာ အေး ဟုတ်လား အေး ဒီလိုမရဲ့ကျွန်တော်မောက်တေချာရှင်းပြမယ်ကျွန်တော်တောင်သူအများစုပါဗျာအခုကျွန်တော်တီးနှံသိမ်းတဲ့အခါမှာဆိုလို့ရှိရင်ပင်ချင်းပင်ကြံတွေမြေစီအဖြစ်ပြန်လုပ်ပြီးတော့အပင်နဲ့အခင်းနဲ့ပြန်ထည့်တာမရှိဘူးအဲ့တော့နောက်တစ်ခုကဘာထက်ဆိုးလဲဆိုလို့ရှိရင်ကျွန်တော်တောင်သူတွေကစိုက်ပျိုးရေးနဲ့မွေးမြူရေးကိုတွဲမလုပ်ကြဘူးဗျာအဲ့တော့ကျွန်တော်တို့အတွက်ဘာတွေခက်ခဲရလဲဆိုလို့ရှိရင်ကျွန်တော်မြေစီသားမှာလိုအပ်တဲ့အာဟာရဓာတ်ကိုဖြည့်ပေးမဲ့တစ်ဆွေးတို့တဘာမျိုးသားဖြစ်တဲ့နွားချီးတို့ကြက်ချီးတို့ကိုပြန်မလုံလောက်တဲ့ပမာဏအရောက်ပြန်မထည့်နိုင်ကြတော့ဘူးပေါ့ဗျာ ဟုတ်တယ်အဲ့ဒါဆိုတော့ကျွန်တော်တို့ကဘာဖြစ်လာမလဲဆိုလို့ရှိရင်မြေကြီးလုံလောက်မထည့်နိုင်တော့မြေကအပင်မြေတွေကျက်လာမယ်အဲ့တော့အပင်ဥမထွားတာတို့ဒါမျိုးတွေကအဓိကအနည်းဆုံးပြန်ဖြစ်လာတာပေါ့မာယာ အေးဟုတ်တယ်အဲ့ဒါကြောင့်အမတို့အခုနွားချေးတို့ကြက်ချေးတို့အလွယ်တကူမထည့်နိုင်ဘူးဆိုလို့ရှိရင်ဒီမြေချင်တာတွေကိုပြင်ဖို့အတွက်ကျွန်တော်တို့ကုမ္ပဏီမှာထုတ်တဲ့တဘာဝမြေဩဇာကိုသုံးနေတယ်မာယာအဲ့တဘာဝမြေဩဇာမှာဘာတွေပါလဲဆိုလို့ရှိရင်အခုအမတို့ကျွန်တော်တောင်သူနားလည်အောင်ပြောမယ်ဆိုရင် NPK 3မျိုးအပြင်ကြံမြုပ်ချေးကြံဖွဲပြပြီးလို့ရှိရင် gypsum dolomite calcium magnesium calcium sulfur အဲ့အချိုးတွေပါတယ်အဲ့အချိုးတွေပါတော့ဘာလုပ်ပေးလဲဆိုရင်နွားချေးကြက်ချေးမထည့်နိုင်တဲ့အခင်းတွေမှာကျွန်တော်တို့မြေချင်တာတွေပြီးလို့ရှိရင်မြေကျစ်တာတွေမြေတားဖွာတာတွေကိုပြင်ဖို့အတွက်အဲ့ဒီကထုတ်ပေးနိုင်တယ်မာရဲ့ မြေပြင်နာတော့ဟုတ်ပါပြီအဲ့ဆိုရင်အထက်နှုံးကောင်းမှုကြတော့ဗာမျိုးဆိုတော့တောင်းရမှာ ဒါများမရဲ့ကျွန်တော်တို့ဇာမနီကထုတ်တဲ့အချိုးမြင့်15 20ဆိုတာရှိတာမရဲ့ အဲ့ဒါဘာကြီးကောင်းတာတော့ အဲ့ဒါတော့မရဲ့အခုအမစိုက်ထားတဲ့လက်ရှိသီးနှံရအာလူးပေါ့နော်အဲ့အတွက်ကိုမှဘာကောင်းလဲဆိုလို့ရှိရင်အချိုးမြင့်ဖြစ်တဲ့အတွက်အာလူးအပင်အတွက်လိုအပ်တဲ့နိုက်ထရိုဂျင်15%ပြီးလို့ရှိရင်ကျွန်တော်တို့အမြင့်စင်အားကောင်းဖို့အမြင့်ထွားဖို့ဥထွားဖို့အတွက် phosphate 15%အလေးချိန်စီးဖို့အာလူးခွန်တင်းရင်ဖို့အတွက်ကျွန်တော်တို့ potash 20%ပါဝင်နေမှာအဲ့ဒါကြောင့်ကျွန်တော်အနေနဲ့အမကိုအကြံပြုချင်တာကအခုအမအာလူးစိုက်တဲ့အချိန်မြေခံ300ရမယ့်အချိန်မှာကျွန်တော်ဇာမနီကထုတ်တဲ့ဇာမနီ15 20တအိမ်လုံးဇာမနီ30 15တအိမ်လုံးဇာမနီ73 5ခွန်တအိမ်လုံးအားလုံးပေါင်း3အိမ်ကိုမြေခံနေတဲ့ထည့်ပေးစီချင်တယ်အမရဲ့နောက်ထပ်အမရက်အာလူးဆိုင်ပြီးရက်20သားကြာတဲ့အချိန်မှာကျွန်တော်တို့ဇာမနီ15 20တိန်လုံးဇာမနီ30 15တိန်လုံးကွန်မောင်း2အိမ်လုံးနဲ့ကျွန်တော်ဇာမနီကထုတ်တဲ့ဇာမနီယူရီးယား1အိတ်3အိတ်ရောပြီး30ချင်တယ်အဲ့ဟိုမှာနောက်ထပ်ထပ်ပြီးတော့အမ45ရက်သားအချိန်မှာအပင်ထက်တက်စေချင်တယ်ဆိုရင်ကျွန်တော်ဇာမနီကထုတ်တဲ့ဇာမနီယူရီးယား1အိတ်ကိုအိတ်ဝက်နှုံးကျွေးစေချင်ပါတယ်အမရဲ့အဲ့ဒါဆိုရင်အမမျော်မှန်းတဲ့အထွက်နှုံးလည်းရမယ်အမမျော်မှန်းတဲ့အလေးချိန်စီးတဲ့အာလူးကောင်းတွေလည်းရမယ်အမရဲ့ဟုတ်ပါပြီမောင်လေးပြောတဲ့အတိုင်းဒီနေ့အမသုံးလိုက်မယ်ဒါနဲ့ဇာမနီကဘယ်မှမေးဝယ်ရမှာတော့ အမြန်မရဲ့ကျွန်တော်တို့အမျိုးမျိုးအနေနဲ့မှာရှိတဲ့စိုက်ပျိုးရေးဆေးနဲ့ဓာတ်မြေဩဇာအယောင်းဆိုင်တွေမှာဇာမီလို့သာမေးပြီးဝယ်လိုက်တော့ဗျာအမအဓိကတော့အမ potash အရှိုးမြင့်တဲ့မြေဩဇာကိုသုံးဖို့ပဲအဲ့အမလိုချင်တဲ့အထွက်နှုံးကောင်းလေးချိန်စီးရဲ့အရေးသွေးမြင့်တဲ့တီးနှံတွေကိုရမှာအမရဲ့ဟုတ်ပြီအဲ့ဆိုဒီနေ့ဒါဇာမနီသုံးလိုက်တော့မယ်သုံးလိုက်တော့ဗျာအမတောင်သူစီမော့ဒီလာတိုးပွားစီမီဇာမနီ